အားလုံးပဲမင်္ဂလာပါဒီက Grade 12 Chapter 1 Chemical and Intermolecular Forces နဲ့နော်သူတို့တွေအကြောင်းကိုဘာလို့ဆိုတော့ဒီနေ့ပထမဆုံးအပိုင်းအနေနဲ့ sharing လုပ်ပြရစီနော် Grade 12ကလေးတွေအတွက်သုံးဝင်မဲ့နော်ကဲအဲ့ဆိုရင် Intermolecular Force နော် Intermolecular Force နဲ့ဗာနဲ့လေ Chemical Bond နဲ့ကြည့်ရ chemical bond နော်ဒါမှအပိုင်းနှစ်ပိုင်းသွားတယ် chemical bond နောက်တစ်ခုကဘာလဲ intermolecular force chemical bond ဓာတုဓာတ်စီဆိုတာဘာလဲပေါ့နော်ကဲအဲ့ဆိုဓာတုဓာတ်စီဆိုတာဘာလဲဆိုတော့အဲ့ဒါကိုမပြောခင်အရင်ဆုံးဓာတုဓာတ်စီဘယ်နှမျိုးရှိလဲကြည့်အောင်ဓာတုဓာတ်စီလို့ပြောလိုက်တာ ਨੇ နော်ဒီမှာ type of chemical bond type of chemical bond ဘယ်နှမျိုးရှိလဲ ionic bond covalent bond hydrogen bond metallic bond ဆိုပြီးတော့ bond ဒီမှာ grade 12 level မှာ bond ၄မျိုးလေ့လာရမယ်နော်နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီမှာ covalent bond ကိုနောက်တစ်မျိုးခေါ်သေးတယ် covalent bond နော် polar covalent bond ရယ် non polar covalent bond ရယ်ဆိုပြီးတော့ခေါ်တယ်နော်ဘာလို့လဲ covalent bond နော်ကဲအဲ့ဒါကိုကျတော့နောက်ပိုင်းတွေမှာအခြေတုံးမလုပ်လို့ဆိုတော့ဒါတွေကိုလေ့လာရမှာနော်အဲ့ဆိုရင်ဖက်စာအုပ်သင်ရိုးထဲအတိုင်းပဲ chemical bond ဆိုတာဘာလဲဆိုတော့ကြည့်ကြည့်အောင်ဖက်ကြည့်အောင်နော်ကဲသူတို့တွေကဘာလုပ်လဲဆိုတော့ attractive force attractive ဆွဲငင်တယ် force အားတယ် hold atom together အတန်တွေကိုအတူတကွချီနှောင်ပြီးတော့ဘာလုပ်လဲဆိုတော့ attractive ဆွဲငင်တယ်တဲ့နော်ဘယ်မှာလဲ in compound drug bound တွေမှာနော် drug bound တွေမှာအတန်တွေကိုအတူတကွချီနှောင်ပြီးတော့ဘာလုပ်လဲဆွဲငင်တဲ့နော်သူ့ကိုalso ခေါ်ရတယ် known as ဘယ်လိုခေါ်လဲ chemical bond လို့ခေါ်ပါတယ်ဒါ note အနေနဲ့เนาะဓာတ်မှတ်တဲ့အနေနဲ့မှတ်ပေးရပါเนาะနောက်တစ်ခု chemical bond ဆိုတာတဲ့ plate ပါဝင်တယ်တဲ့เนาะ plate ဆိုတာပါဝင်တယ် important အရေးကြီးသော role အခန်းကဏ္ဍ role ဆိုတာဗာလေအခန်းကဏ္ဍအရေးကြီးသောအခန်းကဏ္ဍမှာပါဝင်တယ် all အားလုံးသော living thing သက်ရှိအားလုံးเนาะသက်ရှိအားလုံး important role အရေးကြီးသောအခန်းကဏ္ဍမှာပါဝင်တယ် because ဘာကြောင့်လဲဆိုတော့တဲ့ the whole together စာကအပေါ်တစ်ခုအောက်တစ်ခုဖြစ်တာနော် the whole together သူတို့ကအတူတကွချိတ်ဆက်နေကြတယ် the cell in our body တဲ့ in our body ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ cell အားလုံးကိုတဲ့ whole together အတူတကွချိတ်ဆက်ထားတဲ့အတွက်ကြောင့်သူ့ကို chemical bond လို့ခေါ်ဆိုသေးတယ်နောက်တစ်မျိုးเนาะပြန်ပြောမယ်เนาะ chemical bond ဆိုတာတဲ့ play ပါဝင်တယ် important role အရေးပါသောအခန်းကဏ္ဍ all living thing သက်ရှိအလုံးရဲ့အရေးပါသောအခန်းကဏ္ဍမှာပါဝင်တယ် why because ဘာကြောင့်လဲအကြောင်းပြခြင်းနဲ့မေးမယ်ဆိုရင်သူတို့တွေကတဲ့ our bodies ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် cell ခန္ဓာကိုယ် cell တွေထဲမှာ whole together အတူတကွချီနှောင်ပြီးတော့ပါဝင်ကြတယ်ကဲဟာနောက်တစ်ခု number 3 chemical bond တဲ့ဓာတုဓာတ်စီးတွေက plate ပါဝင်တယ်နော်နောက်တစ်ခုဘယ်လိုပါဝင်လဲ important role နော်ဒါစာလုံးထပ်တာလို့ sorry important role အရေးပါသောအခန်းကဏ္ဍ in cell တွေ all living thing and living thing လို့ပြောတာနော်သက်ရှိအားလုံးဤ cell တွေထဲမှာလည်းပါဝင်နေတဲ့ and နှစ် they chemical bond ပြောထားတာနော်သူတို့တွေကတဲ့ essential မရှိမဖြစ်ကို existent ပါဝင်တည်ရှိတဲ့ substance အရာဝတ္ထုတွေထဲမှာလည်းမရှိမဖြစ်ကိုအရာဝတ္ထုတွေထဲမှာမရှိမဖြစ်ကိုဘာလို့လဲတည်ရှိနေတယ် in material affecting တဲ့အကျိုးသက်ရောက်သော drug ပစ္စည်းတွေနော်ဘယ်လိုရတယ် structure ဖွဲ့စည်းတည်ဆောက်ပုံ and ဆိုတာနှစ် physical property ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိနော်ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ of element dressing များ and နှစ် compound drug bound တို့၏ element နဲ့ compound တို့၏
physical property နဲ့ structure တို့တွင်ဘယ်လိုလဲ material affecting တက်ရောက်သောပစ္စည်းတွေအဖြစ်ပါဝင်နေကြပါတယ်လုံးဝသူကဘာဖြစ်လဲ essential လို့ပြောတယ်မရှိမဖြစ်ကိုဘာလို့လဲပါဝင်နေတယ် chemical ဘုံတွေကနော်ဒါတကယ်နာကဲအဲ့ဆိုရင် chemical ဘုံနဲ့အခြေတုံးနောက်ပိုင်းမှာသင်ရမယ့်အရာလေးကဘာတွေလဲနော် chemical ဘုံကိုအခြေဖြန့်ထားတဲ့ဟာဒီမှာ type of chemical ဘုံနော် type of chemical ဘုံလို့ပြောထားတာဒါနောက်ပိုင်းမှာအခြေတုံးသင်ရမှာ chemical ဘုံမှာ ionic ဘုံနံပါတ်1 ionic ဘုံနော်ဒါလေး intro အနေနဲ့ ionic ဘုံဆိုတာ metal နဲ့ non-metal နဲ့ပေါင်းတယ်နော် metal နဲ့ non-metal ကိုပေါင်းတယ် electron တွေကို transfer လုပ်တယ် covalent ဘုံ non-metal အချင်းချင်းပေါင်းတယ် electron တွေကို sharing လုပ်တယ်နော် hydrogen ဘုံနဲ့နော်ဓာတ်ဆီအချင်းချင်းချီနှောင်တယ်နော်နောက်တစ်ခုကကျတော့ metal ဘုံ metal တွေကိုပဲဖွဲ့စည်းထားတယ်နော် covalent ဘုံကိုဘယ်လိုခေါ်လဲနောက်တစ်မျိုး polar နဲ့ non polar ဒါနောက်ပိုင်းတွေမှာအခြေတုံးမင်းတို့သင်ရမယ့်အကြောင်းအရာလေးပဲเนาะဒါအစပိုင်းဆိုတော့နည်းနည်းလေးပဲသွားမယ်ကဲအဲ့ဆို chemical ဘုံပြီးတော့ဓာတုဓာတ်ဆီရဲ့အကြောင်းအရာတွေပြီးတော့နောက်မှာဘာအကြောင်းပြောမလဲဆိုတော့ valence အကြောင်းလေးပြောကြည့်အောင်เนาะ valence ဆိုတာဘာလဲကြည့်အောင်เนาะအတန်တစ်လုံးမှာအတန်တိုင်းမှာ valence ဆိုတာဘာလဲသိအောင်လုပ်ရမယ်အရေးကြီးတယ်เนาะ the outermost shell တဲ့เนาะစာဝင်ပြောမယ်เนาะoutermost shell electron အပြင်ဘက်ကျဆုံး electron လို့ပြောတာ outermost shell electron အပြင်ဘက်ကျဆုံး electron အဲ့ဒါကို valence electron လို့ခေါ်တယ်နော် those အတန်အဲ့ဒီအတန်တွေကတဲ့ basis အခြေခံနေတဲ့နော် for understanding ဒါ for understanding စာလုံးကတ်တော့လို့ sorry နော် for understanding နားလည်ရန်အတွက် the joint ချိတ်ဆက်ဖို့ or အတန်တွေကိုချိတ်ဆက်တဲ့အခါမှာနားလည်ဖို့အတွက်အခြေခံထားတဲ့အရာကို valence electron လို့ခေါ်တယ်နော်နောက်တစ်ခု the interaction တဲ့အပြန်အလှန်ဆွဲတယ် these electron အဲ့ဒီ electron တွေက leads to force အားတွေကိုဥတည်သွားတယ်ဘယ်လိုအားတွေလဲနံပါတ်1 attraction နော် attraction ဆွဲငင်အား chemical ဘုံဓာတုဓာတ်ဆီတွေကို hold attend together အတန်တွေကိုဘာလို့လဲဆိုတော့အတူတကွာချိတ်ဆက်ထားကြပါတယ်တဲ့ in substance အရာဝတ္ထုတွေမှာပဲတဲ့ဒါနှုတ်အနေနဲ့ valence electron ကဲအဲ့ဆိုကြည့်ကြည့်အောင်ဥပမာဆိုကြပါတော့ဒီမှာဆရာဒီမှာပုံနေနဲ့ဘောရွန်အတန်ကိုပြောထားတယ်ဘောရွန်အတန်ဒီနံပါတ်5မှာရှိတယ်နော်အတန်တစ်လုံးအတန်တိုင်းရဲ့အလေပေါ်တက်တဲ့မှာဘာလို့ရှိလဲ nucleus ရှိတယ်နော်အဲ့ဒါနံပါတ်ဒီမှာ5ဘောရွန်ဥပမာအနေနဲ့ရှင်းပြထားမယ်နော်ဒီမှာကြည့်အောင်ဒီမှာဒီကောင်လေးက neutron သူလေးကဗာလေ proton plus ပြထားတယ် electron minus neutron က neutral တဲ့အဖို့တဲ့တီရောအမတ်တဲ့တီရောအမတ်တဲ့ကိုတခုမှမရှိဘူးเนาะအဲ့ဒါဆိုရင်ဒီအတန်တစ်လုံးရဲ့အလေပေါ်တဲ့မှာဒီထဲမှာအထဲမှာဘာရှိလဲ nucleus ရှိတယ်အဲ့ဒီ nucleus ရဲ့အထဲမှာเนาะဒီမှာ nucleus ရဲ့အထဲမှာ proton နဲ့ neutron တွေရှိတယ်เนาะ proton နဲ့ဘယ်သူတွေရှိလဲ neutron တွေရှိတယ်အဲ့ဆိုရင်ဒီမှာဒီနေရာလို့တွေကိုတော့ space လို့ခေါ်တယ် orbital လို့လည်းခေါ်တယ် space လို့လည်းခေါ်တယ်เนาะအဲ့တော့သူကဒီမှာဘယ်လိုလှည့်ပတ်နေလဲ5ဆိုတော့ဒီမှာ integer electron ခွဲကြည့်တော့2တော့3เนาะ5လုံးရှိတယ်ကဲအဲ့ဆိုရင်ကြည့်အောင်ဒီမှာနှလုံးเนาะဒီမှာ2တော့3 1 2 3เนาะအပြင်ဘက်အဆုံးမှာ outermost shell electron ဘယ်နှလုံးရှိတယ် electron 3လုံးရှိတယ်အဲ့ဒီ3လုံးကိုဘာလို့ခေါ်လဲ valence electron ဘယ်လိုခေါ်လဲ valence electron အဲ့ဒီပတ်လန်းကိုကြတော့ဘယ်လိုခေါ်လဲပတ် electron တွေသွားနေတဲ့ပတ်လန်းကို valence shell အတိထားမှာနော် electron သွားနေတဲ့ဥပမာ nitrogen ဆိုကြပါစို့ကွယ် nitrogen နံပါတ်7မှာရှိတယ်နော်အဲ့တော့ integer ခွဲကြည့်လိုက်တော့2တော့5နော်အဲ့ဆိုရင်2တော့5ဆိုတော့ valence electron ဘယ်နှလုံးရှိလဲ5လုံးပေါ့အဲ့လိုပဲနော်ကဲအဲ့ဒါနိုက်ထရိုဂျင်နောက်တစ်ခုအောက်ဆီဂျင်အဲ့လိုပဲအောက်ဆီဂျင်ကိုခွဲကြည့်မယ်အောက်ဆီဂျင်နံပါတ်8မှာရှိတယ်နော်ခွဲကြည့်လိုက်အောက်ဆီဂျင်ဒီနံပါတ်ဘယ်လောက်လဲ8မှာရှိတယ်ခွဲကြည့်လိုက်2တော့ဘယ်လောက်လဲ6အဲ့ဒါ valence electron ဘယ်နှလုံး6လုံးနော် valence electron ဘယ်နှလုံးရှိလဲ
6လုံးရှိတယ်နော်ကဲအဲ့ဒါဆိုဒီအတန်ထဲမှာ nucleus ထဲမှာပါဝင်တဲ့ proton နဲ့ neutron အကြောင်းလေးကိုဆက်ပြီးတော့ပြောကြည့်အောင်နော်အတန်တစ်လုံးရဲ့အလေပေါ်တဲ့မှာဘာလို့ရှိလဲပြောလို့ဆိုတော့ nucleus ရှိတယ်နော်ဘာလို့ရှိလဲ nucleus ရှိတယ်အဲ့ဒီ nucleus ရဲ့ထဲမှာ proton electron နဲ့ neutron electron အဲ့ဒါ proton ဘောရွန်ကိုပြထားတာမဟုတ်တော့ဘောရွန်ဒီ9မှာရှိတဲ့အတွက်ကြောင့် proton ဒီ9လုံးနော် proton ဘယ်နှလုံးလဲ9လုံးရှိတယ်နော်အဲ့ဆိုရင် neutron ကကိုတဲ့ neutron ဘယ်နှလုံးရှိသလဲအရေးအတွက်ပေါ့နော်ဘောရွန်ရဲ့ neutron အရေးအတွက်ဘယ်နှလုံးရှိသလဲအဲ့ဒါကြတော့ grade 10 level မှာသင်ခဲ့ရတယ်ဥပမာသင်ခဲ့တာ atomic number ကိုသင်ခဲ့ရတယ်နော် atomic number ကိုသင်ခဲ့တာဇဲနဲ့ရေးပြခဲ့ပြီးတော့သင်ခဲ့ရတာ grade 10 level မှာနော်အဲ့ဆိုရင်အပေါ်မှာဒီမှာဘောရွန်ဒါမှဒီ atomic number z နေရာမှာဘောရွန်ဝင်သွားပြီဆိုကြပါနော်သူနေရာမှာဘာဝင်သွားလဲဘောရွန်ဝင်သွားပြီအဲ့ဒါဘောရွန်ကသူ့ရဲ့ mass number နဲ့ atomic number ခွဲမယ်နော် mass number 17လုံးရှိတယ်အပေါ်မှာ mass number အောက်မှာ atomic number neutron ကိုလိုချင်လို့ရှိရင်အပေါ်က mass number တွေက atomic number ကိုနှုတ်နော် mass number တွေက atomic number ကိုနှုတ်မယ် mass number 17လုံးရှိတယ်ဘယ်လောက်လဲနှုတ်လိုက်တော့ဘယ်နှလုံးရလဲ6လုံးရမယ်နော်အဲ့ဒါဆို neutron ဘယ်နှလုံးဖြစ်သွားလဲ6လုံးနော်အလွေနည်းမဲ့ neutron ကိုလိုရင်တော့အပေါ်ထဲကအောက်နှုတ်ပေါ့အလွေနည်းအပေါ်ဆိုတာ mass number အောက်ဆိုတာ atomic number အဲ့ဒါ neutron ကိုလိုရင်တော့အပေါ်ထဲကအောက်နှုတ်ပေါ့ဒါ valence electron ရဲ့အခြေခံနေရာမှာဖြစ်တယ်ကဲအဲ့ဆိုရင်ဒီမှာဆရာကြီးဘောလုံးမဟုတ်ဘူးနောက်တစ်ခုနော် magnesium ဆိုကြပါစို့ magnesium နံပါတ်ဘယ်လောက်မှာရှိလဲ magnesium နံပါတ်12မှာရှိတယ်နော် magnesium ကို valence electron ဘယ်လိုကြည့်မလဲအတန်တစ်လုံးရဲ့အလေပေါ်တက်မှာကြည့်မယ် magnesium ဆိုရင်ဘယ်လောက်လဲ mg တွဲနော် magnesium ဘယ်လောက်လဲ12ခွဲကြည့်မယ်12ကို2တော့8တော့2နော်အဲ့ဆိုရင်နောက်သူကဘာပြောထားဒီမှာအပြင်ဘက်ဆုံးလို့ပြောတာ outermost electron လို့ပြောတာ outermost electron ဒီမှာအပြင်ဘက်ဆုံးဘာနဲ့ဆုံးနေလဲနှစ်ဆုံးနေတယ်အဲ့ဆိုရင် valence electron ဘယ်လောက်လဲ magnesium valence electron ဒီ valence electron က2ဖြစ်ပါတယ်เนาะအဲ့ဆိုလို့ရှိရင်ဒီအခြေခံလေးတွေကိုဒါအစာပိုင်းလေးเนาะအခြေခံလေးတွေကိုလိုက်ပြီးတော့ကျန်တဲ့ dressing လေးတွေကို valence electron ဘယ်လိုဆုံးဖြတ်တယ်လဲအလုံး20ပေါ့เนาะ hydrogen ကနေစပြီးတော့เนาะဘယ်သူထိလဲအလုံး20ဆိုတော့ Ca calcium ထိကိုမှစာအုပ်ထဲကနေကြည့်ပြီးတော့မလုပ်လေရေးကြည့်ပါเนาะအဲ့ဆိုလို့ရှိရင်မင်းတို့ဒီဒါမိတ်ဆက်ပါเนาะအပိုင်း1အနေနဲ့ grade 12ကလေးတွေအတွက်ဒါအခြေခံ chapter 1မိတ်ဆက်ဖြစ်ပါတယ်เนาะအသုံးဝင်နေဆိုလို့ရှိရင်အခုဗီဒီယိုလေးကို like share လေးဖြင့်ကူညီကြပါ grade 10 grade 12ကလေးတွေအတွက်အသုံးဝင်မယ်လို့ယုံကြည်ပါတယ်အားလုံးစိတ်ကြမ်းခြင်းကိုယ်ကြမ်းခြင်း